အားလုံးပဲမင်္ဂလာပါဗျ GTS channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့ပွဲစဉ်ကတော့တကယ်ကိုကျန်းတဲ့ဒီ MMA တွဲဆိုင်ကြမ်းတစ်ခုပါဘန်ဒါမွေတန်မှာရှင်ပြိုင်ထုတ်သက်သွားကြတာဖြစ်ပြီးတော့ဒီ fighter နှစ်ယောက်ဟာဆိုလို့ရှိရင်ဒီအခုကြီးညာနေတဲ့ fighter ကတော့ Jeremy Pickett ဆိုတဲ့ fighter ပါဒီ fighter ဟာဒီကျွန်တော်တို့ရဲ့မြန်မာချင်းတိုင်းရင်းသား fighter ထီရထန်ကို level ညှစ်ပြီးတော့နိုင်ယူပြသွားတဲ့ fighter ဖြစ်ပါတယ်ဘန်ဒါမွေတန်မှာရှင်ပြိုင်ထုတ်သက်သွားတဲ့အတွက်ကြောင့်မို့လို့145ပေါင်နဲ့မှာရှင်ပြိုင်ထိုးသက်သွားကြတာဖြစ်ပြီးတော့ fighter နှစ်ယောက်လုံးအနေနဲ့ရက်မောင်းကလည်း9ပေ6လက်မလောက်ရှိပြီးတော့သူတို့အနေနဲ့ရက်မောင်းကလည်းတူညီတဲ့အနေအထားမှာရှိတဲ့ပွဲစဉ်ဖြစ်ပါတယ်။ Jeremy Pickett အနေနဲ့ကတော့ MMA ပွဲစဉ်ပေါင်းသူအနေနဲ့ One Championship ပွဲစီးမှာ6ပွဲထိုးသက်5ပွဲထိုးသက်ထားပြီးအဲ့ဒီကမှ3ပွဲနိုင်2ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတာပါ။ဒီ fighter ကတော့ကျွန်တော်ခုနကပြောတဲ့မွန်ဂိုလီးယားနိုင်ငံသား fighter ဖြစ်ပြီးတော့သူ့နာမည်ကတော်တော်လေးတန်ထွက်ရခတ်ပါတယ်။ @orgay Bataraku ဆိုတဲ့ fighter ဖြစ်ပါတယ်။ကဲသူကတော့ One Championship အဖွဲ့အစည်းမှာ MMA ပွဲစဉ်ပေါင်းသူ့အနေနဲ့6ပွဲကစားထားပြီးတော့အဲ့ဒီထဲကမှ9ပွဲနိုင်1ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတာပါ။ဆိုတော့ဒီပွဲစဉ်ကတော့တော်တော်လေးကိုကြီးလို့ကောင်းတဲ့ပွဲစဉ်တစ်ပွဲလို့ပြောရမှာဖြစ်ပြီးတော့ fighter နှစ်ယောက်လုံးအနေနဲ့က ground game ဘိုင်းမှာရော striking ဘိုင်းမှာရောပွဲကျန်းနိုင်တဲ့ fighter တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်ကတော်တော်လေးကိုကြီးလို့ကောင်းပါပါ။ကဲအလုံးတဲ့အနေအထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီဘက်ကမွန်ဂိုလီးယား fighter ကနည်းနည်းပို့ပြီးတော့အလုံးထဲကြီးနေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။စပင်ကီကတော့တော်တော်လေးမိုက်တယ်ဗျ။ကဲတန်လူကြီးကတော့ happy မှာကဲထိုးပါပြီ။ fighter ညလုံးအနေနဲ့ကတော့ဘဲချေရှစ်ထုတ်ပြီးတော့ကစားတဲ့ညာတန်ကစားသမားတွေဖြစ်ကြပါတယ်။ကဲဘယ်သူကဘယ်လိုစပြီးတော့တီးထုတ်မလဲဆိုတာအိုးဆက်စချင်းပဲ spinning back kick နဲ့တီးထုတ်ထားတယ်ဗျ။မွန်ဂိုလီးယား fighter တော်တော်လေးကိုကောင်းတယ်။လုတ်ကစ်တွေပေးထားတယ်ဗျတိတ်တောင်းယူဖို့ကြိုးစားတယ်ဗျအလုံးဝအဆင်မပြေဘူးအလုံးထဲကဒီဘက်ကမွန်ဂိုလီးယား fighter ကတော်တော်လေးကိုအလုံးထဲကြီးတယ်ဗျ145ပေါင်ဆိုပေမဲ့သူကြည့်ရတာအနည်းဆုံးပေါင်160 90လောက်တော့ရှိတယ်ဗျပွဲတွင်းဝိတ်ကတိတ်တောင်းယူဖို့ကြိုးစားတယ်ကြိုးဝိုင်းထဲမှာတိတ်တောင်းယူဖို့ကြိုးစားရတာဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လေးတော့အဆင်မပြေဖြစ်နေတယ်ဗျကဲတာစီပြန်လဲရရှိသွားပြီမွန်ဂိုလီးယား fighter ကသူကပြန်ပြီးတော့တိတ်တောင်းယူမဲ့ပုံစံလုပ်နေတယ်တိတ်တောင်းကိုစူးစမ်းထားအိုးတိတ်တောင်းရသွားပြီဗျအာဒီ fighter တော်တော်ကောင်းနေဟာကဲပေါ်စီ position ကနေပြီးတော့ဗာဆက်လုပ်ပြမယ်ကြည့်မယ်ဗျလောစီကတော့ half cut အနေထားမှာရှိနေတယ် side control ရယူဖို့စူးစမ်းနေတယ်ဗျ submission ပုံစံမျိုးတော့ဘာမှသိပြီးတော့လုပ်ပြနိုင်သေးတာတော့မရှိဘူးတိတ်တောင်းရယူထားပြီးတော့ပေါ်စီကနေ ground pound ကျွေးလို့ရတယ်တော့မစိုးဘူးဗျဟုတ်က ground pound လည်းကျွေးလို့မရဘူး submission attempt လည်းလုပ်လို့မရဩ ground pound စပြီးတော့ကျွေးပြီညာဘက်တထောင်နဲ့တီးထုတ်တာဗျဒါမဲ့ Jeremy Pickett ကလဲတယ်အောက်ကနေပြီးတော့တောက်လျှောက်အသေးဖတ်ထားတယ်ဗျဖတ်ထားတော့ဘာမှသူကရွှေ့လို့လည်းမရဘူး submission ခုနကပြောသလို submission လည်းလုပ်လို့မရဘူး ground pound လည်းကျွေးလို့မရဘူးဖြစ်နေတဲ့အနေထားဗျဒါ stuck ဖြစ်နေတယ်ပေါ့ညက်နေတယ်ပေါ့ဘာမှလုပ်လို့မရဘူးကဲအခုပေါ်စီ position တော့ရောက်သွားပြီအဲဒီကမှတစ်ဆင့်သူအမ်ဘာတွေပါရနိုင်သေးတယ်မရဘူးဗျသူကခြေထောက်ကိုပြန်ဆွဲထားတယ် dash ချုပ်ပုံစံရနိုင်သေးလားမရနိုင်ဘူးဗျnet control ရယူထားတယ်ဗျ Jeremy Pickett ကလည်းသူက grappling ကောင်းတဲ့ fighter ပဲဗျဒါပေမဲ့ဒီပွဲမှာဆိုလို့ရှိရင်တော့ဒီ Mongolia fighter ကတော်တော်လေးပို့ပြီးတော့ဒီ grappling ပိုင်းမှာကောင်းနေတယ် wrestling ရော jiu-jitsu ရောကောင်းတဲ့ပုံပဲဗျအခုဆိုရင် net control ရယူထားပြီးတော့ပြန်ပြီးတော့ဆွဲချထားတယ်ဗျ dash choke position နဲ့မှန်တကယ်ဆိုအဆုံးသက်လို့ရတဲ့အနေထားဗျ Islam Makhachev ရဲ့အကြိုက်ဆုံးပေါ့နော် dash choke ကတော့ကဲအခု side control ရယူဖို့ကြိုးစားနေတယ်ခုနကပုံစံတိုင်းပဲ Jeremy Pickett ကအတင်းဖတ်ထားတယ် underhook ရယူထားတယ်ဒီကမှဒီစင်သူ့အနေနဲ့ amber position ယူဖို့စူးစမ်းနေလို့ကျွန်တော်မြင်တယ်ကြဒါပေမဲ့မရဘူး half cut position နဲ့ပဲဘာမှဆက်လုပ်လို့မရသေးဘူးဗျ side control ရထားတယ် half cut ကနေပြီးတော့ဒီ side control ကနေပြီးတော့သူလက်ကို kimura ပုံစံမျိုးနဲ့လက်ကိုလိန်ချိုးဖို့တော့စူးစမ်းနေတယ်ဒါပေမဲ့အဆင်မပြေဘူးဗျ kimura ပုံစံနဲ့submission ရဖို့ကြိုးစားနေတယ်ဒါပေမဲ့ Jeremy Pickett ကလည်းအားတန်နေဗျအောက်ကနေပြီးတော့သူဘလို့မှ Kimura မပေးရအောင်ကြိုးစားနေအတက်နိုင်တော့လက်ကို control ရယူထားတယ် ground pound ကျွေးထားတယ်တောင်းနဲ့အောက်ကနေပြီးတော့ reverse triangle ပုံစံမျိုးပြန်ချုပ်ဖို့တော့ကြိုးစားနေတာတွေ့ရဒါပေမဲ့အဆင်ပြေမှာတော့မဟုတ်ဘူးဗျ triangle ပြန်ယူဖို့ကြိုးစားတွေ့လားဒါပေမဲ့မရဘူးပြီးတော့ Mongolia fighter တော်တော်အားတန်နေပြန်ချစ်ချစ်ခံအမျိုးဆိုတော့အားတန်နေ
ဒန်လိုကြီးအနေနဲ့ပြန်ပြီးတော့မြေပြင်ပေါ်မှာပွက်တယ်ပေးနေပြီဗျစတန်ဖိုက်ပြန်ဆော့ခံနေပြီခုဘာမှဆက်ပြီးတော့လုံးလို့မရတဲ့အနေအထားကြီးဖြစ်တယ်ခုကတိုင်းငယ်ပြန်ကိုကြိုးစားဒီပေါ်ကမွန်ဂိုလီးယားဖိုက်တာအမ်ဘာယူကိုကြိုးစားနေတာဗျစိုက်ကွန်တို့ရထားပြီဘာမှဆက်ပြီးတော့လုံးလို့မရသေးဘူးလက်ရှိလောဆယ်အနေထားမှာgrappling မဲ့သူတို့ဆော့နေလို့ပြင်းဖို့ကောင်းတယ်လို့မထင်နဲ့ဗျဒီပွဲကပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲတော်ဖြစ်မှာတော့သေချာပဲဘာလို့လဲဆိုတော့ fighter နှစ်ယောက်လုံးက grappling မှာရော striking မှာရောကောင်းတယ်အခုသာ grappling exchange သာလုပ်နေတာ striking မိုင်းလေးထားတင်တီးသွားနိုင်တဲ့အနေဒါအပြေးအဝရှိတယ်ပထမကြီးပြီးဆုံးကန်ပြီးတော့အချိန်တော့ကတ်နေပြီဗျဘာမှ3မိမလုပ်ပြနိုင်သေးဘူးဒါပေမဲ့ခုနက spinning back kick ကန်သွားတာတော့တော်တော်လေးမိုက်တယ်မကိုလီးယား fighter အနေနဲ့ပေါ်စီကနေပြီးတော့မန်ကန်ခေါင်းပေါင်ကျွေးနေပြီဗျညာဘက်တစ်ထောင်နဲ့မန်ကန်ကိုထောင်းတာဗျမန်ကန်ဒူးတိုက်လို့ရတယ်ဗျ1 championship ကဒီကောင်ဘာလို့ဒူးမတိုက်ရလဲကျွန်တော်မသိဘူးအရင်ပေါ်လဲကြနေတဲ့ဒီ opponent ကို ground strike လုပ်လို့ရတယ်ဒူးနဲ့တိုက်လို့ရတယ်ဒူးနဲ့တိုက်လိုက်ရင်တော့ပွဲသိမ်းမယ်ဟို side control ကနေပြီးတော့ခေါင်းပေါင်ကျွေးထားရဗျတော်တော်လေးကောင်းတယ်ဗျအိုးဤစိတ်နေပါပဲပြန်ပြီးတော့ထားဖို့ကြိုးစားနေပြီပြန်ပြီးတော့ထားဖို့ကြိုးစားနေပြီဗျဒီကနေပြီးတော့ dash ထုတ်ဖို့ဆိုတော့ကျွန်တော်ပြောကြားရတယ်ဒူးတစ်ချက်တိုက်လိုက်တယ်ကောင်းပထမကြီးပြီးသွားပြီပထမကြီးပြီးတဲ့နောက်မှာ Jeremy Bucket 2ကွဲသွားပြီဒူးတိုက်ခံလိုက်ရလို့ကွဲသွားတာထင်တယ်ဗျနှစ်ဖူးကွဲသွားတာဒုတိယကြီးစပြီဒုတိယကြီးမှာဘယ်လိုပိုးမလဲခေါင်းငိမ့်ပိုင်းမှာအလုံးမဖြစ်တာတော့ fighter နှစ်ယောက်လုံးတော့တိသွားပြီရှင်ထိုးဖို့ပဲကြံတော့တယ်မွန်ဂိုလီးယားဖိုက်တာကြောကုန်းယူလေကြည်အောင်ကြောက်စရာကြီးဟာထပ်ပြီးတော့တိတ်တောင်းယူကိုကြိုးစားတယ်ဒါပေမဲ့ဘက်ကတူကာကွယ်နိုင်ပါမလားလက်ရှိလောလောဆယ်အနေထားမှာတော့ဒါမွန်ဂိုလီးယားဖိုက်တာအသာစီးရသွားပြီဗျဒီ fighter ကြည့်ရတာ grappler fighter ထင်တယ်ဗျဘာလို့လဲဆိုတော့ပေါ်စီးကနေပြီးတော့သူက ground and pound ချွေးဖို့ပဲကြိုးစားတာဗျ submission လဲတိတ်ပြီးတော့ attempt ကတိတ်မကောင်း wrestler ပုံစံမျိုးဆော့တဲ့ fighter ထင်တယ်ဗျအခုလောဆယ်ဆိုရင်တော့ side control ရယူလာတယ်အဲ့ကနေတစ်ဆင့် ground and pound ချွေးဖို့ကြိုးစားတာဗျခုနလိုမျိုးတထောင်နဲ့ထောင်းတာပေါ့Jeremy Bucket ကလည်းခေသူတော့မဟုတ်ဘူးနော်အချင်းပြန်ထားလာနေတယ် back control ယူဖို့ကြိုးစားတယ်ဗျ back control ရသွားပြီ submission attempt လာပြီဗျဒီလည်းပဲညှစ်တော့မယ်ဒီကနေကချုပ်လို့တော့ဒါပေမဲ့ပြန်ပြီးတော့လှည့်ထွက်သွားတယ် gator roll လို့ခေါ်တယ်ဗျမိချောင်းလှည့်လို့ခေါ်တယ်မြန်မာလိုဟိုဒူးနဲ့တိုက်တယ်ဗျ one championship ပွဲစီမှာဒီ grounded opponent ကို knee strike လောက်ခိုင်းတာပေါ့နော်ဒီအင်္ဂလိပ်လိုပြောပြမယ်ဒီမြေမမလဲကျနေတဲ့ဒီ fighter ကိုဒူးနဲ့တိုက်လို့အခွင့်အရေးပေးထားတာကတော်တော်လေးကိုကောင်းတယ်ဒီ one championship ပွဲစီမှာခုနကကျွန်တော်မြင်အောင်ပြပြမယ်ဆိုလို့ရှိရင်ဒီ Demetrius Johnson ပွဲမှာဆိုလို့ရှိရင်တော်တော်သိတာတယ်မြေမမလဲကျနေတဲ့ Demetrius Johnson ကိုဒါဒူးနဲ့တိုက်လိုက်တာနောက်ကောက်ပါကျသွားပြီးတော့သူခပတ်ပြုတ်သွားတယ်ပေါ့နော် UFC မှာအဲ့လိုလုံးလို့မရဘူးဗျ UFC မှာကအခုနောက်ပိုင်းတော့ပေးတော့လှုပ်ထားတယ်ဒါပေမဲ့ဒီ one championship ဖွဲ့စည်းတော့လွတ်လပ်လက်မလုပ်ရသေးဘူးအခုဆိုလို့ရှိရင်ဒီပွဲစဉ်ပြန်သွားမယ်ဆိုရင် Jeremy Bucket ကဒီမွန်ဂိုလီးယား fighter ရဲ့ဘယ်ဘက်ခြေထောက်ကိုရထားတယ်ဘယ်ဘက်ခြေထောက်ကိုအသေးဖတ်တွယ်ထားတာဗျဆိုတော့အဲ့ကမှတစ်စင်သူပြန်ပြီးတော့ ground control ယူဖို့ကြိုးစားတယ် back control ယူတယ်ရသွားပြီ back control ရသွားပြီ submission လုပ်ဖို့ကြိုးစားတယ်မွန်ဂိုလီးယား fighter ကလည်းခေသူတော့မဟုတ်ဗျပြန်ပြီးတော့ခါချဖို့ကြိုးစားနေတယ်ကျွန်တော်သုံးသက်တဲ့ပွဲတွေမှာကျွန်တော်အများအားပြောရဗျone championship ဖွဲ့စည်းကဒီ MMA ပွဲတွေကိုဒီလိုမျိုးကျိုး4000ကျိုးဝိုင်းကြီးထဲမှာထိုးခိုင်းတာတော်တော်လေးအဆင်မပြေဘူးဗျဘာလို့လဲဆိုတော့ fighter တွေအနေနဲ့အဲ့ဒီတန်စကာဝိုင်းကိုအသုံးပြုပြီးတော့သူတို့က MMA grappling ပေါ့နော်အဲ့လိုမျိုးကစားကြတာဗျဒီမှာကျတော့ဘလို့မှအဆင်မပြေဘူးကြော်ထွက်သွားတယ်ဆိုတော့တော်တော်လေးကိုဘယ်လိုပြောရမလဲနိုင်တဲ့ပွဲတွေမနိုင်မရှုံးတဲ့ပွဲတွေရှုံဖြစ်တဲ့ပွဲစဉ်တွေများတယ်ဗျအခုဆိုလို့ရှိရင်ဒီမွန်ဂိုလီးယား fighter ရဲ့ဘယ်ဘက်လက်ကို Jeremy Bucket ရထားတယ်ဒါပေမဲ့ဘာမှဆက်ပြီးတော့လုံးပြနိုင်မှာတော့မဟုတ်ဘူးဆိုတော့ကဲမွန်ဂိုလီးယား fighter အသာစီး position ပြန်လဲရယူသွားပြီဗျကဲမှဒိုင်လူကြီးကဆွဲပြီကျွန်တော်ပြောတဲ့အတိုင်းပဲကဲပြင်အလဲမှာပြန်ချဆိုပြီးတော့ဟိုအလဲတဲ့ကိုပြန်ပြီးတော့အလဲမှာခုနပုံစံတိုင်းပြန်ပြီးတော့ချပါဆိုပြီးတော့သတ်မှတ်ပေးတယ်ဆိုတော့အဲ့လိုသတ်မှတ်ပြီးတော့ဘာဖြစ်လဲဆိုတော့ဟိုဘက်မှာတန်စကာဝိုင်းထဲမှာဆိုလို့ချင်းတန်စကာကိုသာစီးရပြီးတော့ထလို့ရတဲ့အနေထားမှာကွင်းလေကိုချပြီးလိုက်တော့ဘလို့မှပြန်ပြီးတော့လုံးလို့မရတဲ့
ပုံစံမျိုးတွေဖြစ်သွားတယ်ဗျအခုဆိုလို့ရှိရင် Jeremy Beckett တို့တော်တော်လေးကိုတီးခံနေရပြီ round and pound မှန်ကန်ကျွေးထားတယ်ဗျ side control ယူပြီးတော့အမှန်မြေပွဲကနေပြီးတော့ submission grappling ပွဲတွေဖြစ်သွားMongolia fighter ကသူက grappling နဲ့ wrestling တော့တော်တော်လေးကောင်းတယ်ဗျ half guard အနေထားနေပြီးတော့ submission ရဖို့ရောပြီးတော့ ground pound ကျွေးဖို့ရောဆိုတော့တော်တော်လေးတော့အဆင်မပြေဘူးဗျဒီဘက် Jeremy Beckett ကလည်းအဲ့ဒါကိုသိတယ်ဒါကြောင့်မို့လို့လုံးဝဒီဘက် Mongolia fighter ရဲ့ဘယ်ဘက်ခြေထောက်ကိုလုံးဝမလွတ်တမ်းအောင်သူကစုပ်ထားတာဗျလုံးဝမလွတ်တမ်းအောင်စုပ်ထားတယ်လောဆယ်ကတော့ grappling exchange တွေပဲကြည့်နေရလို့နည်းနည်းတော့ပြင်းဖို့ကောင်းပေမဲ့ grappling ကြိုက်တဲ့ပရိသတ်တွေကတော့ဒီပွဲစဉ်ကပွဲကောင်းတစ်ပွဲဖြစ်မယ်လို့တော့ထင်ပါတယ်တောက်လျှောက်ပဲအပေါ်စီကနေပြီးတော့ ground and pound တွေပေးထားတယ်ဗျကဲဒုတိယအချီမှာဆိုလို့ရှိရင်လည်းကြည့်ရတာ Jeremy Beckett တော့အနေနဲ့ဘာမှသိပ်ပြီးတော့မလုပ်ပြနိုင်ဘူး Mongolia fighter ကလုံးဝကိုသူကအမှတ်နဲ့အနိုင်ယူဖို့ကြိုးစားနေတယ်ဗျအသာစီးရယူထားပြီးတော့မန်ကယ်ဆို striking ရှင်ပြီးတော့ထိုးအောင်ပါဗျာခုနကထိုးရဆိုလို့ရှိရင်တော်တော်လေးကိုကောင်းတယ် spinning back kick တွေရော1-2-12 လုံးတွေတော်တော်လေးကိုကောင်းတာဗျအခုလောလောဆယ်မှာတော့သူကပေါ်ကနေပြီးတော့ဖပြန်ကြီးလိုကတ်နေပြီးတော့ဘာမှလည်းသိပ်ပြီးတော့ထိထိရောက်မလုပ်ပြနိုင်ဘူးဗျမန်ကယ်ဆိုအပေါ်စီကနေပြီးတော့ဘာမှချုပ်ကွက်မယူဘူးဆိုလို့ရှိရင်လည်းသူ့အနေနဲ့ ground and pound လက်သီးချက်တွေလောက်တော့အမှန်ကန်ကျွေးနိုင်တယ်နဲ့အခုက ground and pound လက်သီးချက်တွေလည်းမကျွေးနိုင်ဘူးချုပ်ကွက်လည်းပုံမဖော်နိုင်ပဲနဲ့အပေါ်စီကနေပြီးတော့အခုလိုမျိုးကတ်နေတာကတော့တော်တော်လေးမကောင်းဘူးဗျကြစ်ခံတိတ်ခါကြတယ်ဗျဆိုတော့အခုလောလောဆယ်မှာကြည့်မယ်ဆိုရင်ဘာမှသူ submission attempt လည်းမလုပ်ပြနိုင်သေးဘူးလောလောဆယ်တော့ဒီ dash choke position anaconda ပုံစံမျိုးတော့သူလောက်ထားတယ်ဗျဒါပေမဲ့အဲ့ဒါလည်းအဆင်မပြေဘူးဒီလို position ကနေပြီးတော့ကောင်းတော့ပေါင်ကျွေးမယ်ဆိုတော့လည်းတိတ်ပြီးတော့မကျွေးနိုင်ဘူးဒါပေမဲ့ဒီ Jeremy Beckett တို့ညနာတော့နည်းနည်းတော့ထိရဗျကဲဒုတိယချီပြီးသွားပြီဒုတိယချီကတော်တော်ပြင်းဖို့ကောင်းတယ်ပထမချီကတော့မစိုးဘူးအခုတတိယချီတော့ဘယ်လိုထိုးသွားမလဲဆိုတာကြည့်လိုက်ကြရအောင်ပါဗျအဲ့ဒါချင်းကတော့ stand fight နဲ့ပဲစတာပဲ Jeremy Beckett တို့မြင့်ရှင်ကန်ချက်ပေးထားတာကောင်းတယ်look it သူတိတ်တောင်းယူဖို့ပဲစူးစမ်းနေတယ်ဗျဒီပဲတိတ်တောင်းယူဖို့ချောင်းနေတာ1-2-12 လုံးခြေကန်ချက်ပေးတာလည်းမတွေ့ရသေးဘူးဗျခါတိုင်းပွဲတွေမှာဆိုတော်တော်များများအဲ့လိုမျိုးကစားကြတယ်ဗျ1-2-12 လုံးခြေကန်ချက်ဆိုတော့သူတိတ်တောင်းယူဖို့ပဲချောင်းနေဗျဘယ်တော့တိတ်တောင်းယူခံရမလဲဆိုတာကြည့်ရမှာဗျဟိုပင်လက်ဒီကောင်းတယ်ဗျခြေကန်ချက်ပေးထားပြီးရဲ့အချိန်မှာပဲချက်ချင်းဆိုသလိုတိတ်တောင်းကျွန်တော်ခုနကပြောသလိုတပံပြန်လဲရယူသွားပြီဗျကဲကျိုးဝိုင်းနားမှာကတ်ပြီးတော့ဘာလုပ်ပြမလဲဆိုတော့ကြည့်မယ်ကဲကျိုးဝိုင်းနားမှာဖြစ်နေတယ်လို့ကြောင့်မလို့အလဲမှာပြန်ရွှေ့တဲ့ Energy Happening ကပြောလိုက်ပြီဟာတော်တော်လေးကိုမကောင်းတဲ့ system လို့တော့ကျွန်တော်သတ်မှတ်တယ်ဗျာဘာလို့လဲဆိုတော့အဲ့လိုမျိုးလုံးမှာတော့ဘယ်လိုလုပ်အဆင်ပြေပါလဲတကယ်မကောင်းပါဘူးအဲ့ system One Championship ပွဲစည်းကိုကျွန်တော်ဒီနေ့ဟာနေပြောချင်တာကတော့ MMA ပွဲတွေထိုးခိုင်းမယ်ဆိုလို့ရှိရင် MMA တန်စကာဝိုင်းထဲမှာပဲထိုးခိုင်းတာအကောင်းဆုံးအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ဘယ်လို့မှအဆင်မပြေဘူးဒီလိုကြိုးဝိုင်းနေတဲ့မှာထိုးခိုင်းမယ်ဆိုလို့ရှိရင် MMA ပွဲတွေဆိုလို့ရှိရင်လည်း grappling မဆော့တဲ့လူတွေကိုပဲထိုးခိုင်းပြီးတော့မွေထိုင်းပွဲတွေထိုးခိုင်း kickboxing ပွဲတွေထိုးခိုင်းအဲ့လိုမှပဲအဆင်ပြေမှာဗျဘလောဆယ်မှာဘလို့မှ MMA fighter တွေက grappler တွေကဒီလိုပွဲစဉ်တွေဆော့လို့အဆင်မပြေဘူးဒီမြင်သာထင်သာတဲ့ပွဲစဉ်ပြောမယ်ဆိုရင်မာလီကင်နဲ့ဥမာကိန်းတဲ့ပွဲမှာလည်းအဲ့လိုမျိုးတွေဖြစ်ပြီးတော့အဆင်မပြေဖြစ်ပြီးရှုံးတာဗျဟိုလောဆယ်မှာတော့ဒီ Mongolia fighter ပဲအသာစီးရယူထားပြီကဲပေါ်စီ position တော့လုံးဝရသွားပြီ gut ထဲကိုဝင်သွားပြီဆိုတော့ဘာလုပ်မလဲ ground and pound ကျွေးမလား submission attempt လုပ်မလားကြည့်ရမယ်ဗျအခုကတော့ဘာမှ3ချမလုပ်ပြနိုင်သေးဘူးပေါ်စီကနေပြီးတော့ ground and pound တော့တင်ချာမကျွေးနိုင်ဘူးဗျအောက်ကပြန်ပြီးတော့ triangle ချုပ်နဲ့ချုပ်လို့ရှင်ခံရအောင်မယ်အားတော့တော်တော်တန်တယ်ဗျကြောကုန်းကြီးဆိုကြောက်စရာကြီး145ပေါင်နဲ့မှာလူကောင်တော်တော်ကြီးတယ်လို့ပြောရမယ်ကဲအခုဆိုလို့ရှင် Jeremy Beckett ကအောက်ကနေပြီးတော့ triangle ချုပ် position နဲ့ပြန်ပြီးတော့အနိုင်ရရှိဖို့အတွက်ကြိုးစားနေတယ် ground and pound လက်သီးချက်တွေပေါ်ကနေပြီးတော့ကျွေးထားတယ်ဗျဒါပေမဲ့ထိပုံမပေါ်ဘူးဗျတိတ်ပြီးတော့ထိမိမထိုးနိုင်ဘူးအောက်ကနေပြန်ပြီးတော့ဖတ်ထားတဲ့အတွက်ကြောင့်မလို့ထိမိမထိုးနိုင်ဘူးကဲဟောခုနကပြန်ပြီးတော့ထပြီးတော့ထိုးခိုင်းတော့မလို့ ਨੇ အခု ground ကိုပြန်ခေါ်သွားပြန်ပြီAnaconda ချုပ် dash ချုပ်အဲ့ position နဲ့ဆုံးသက်ဖို့ကြိုးစားလို့ရတယ်ဗျဒါပေမဲ့သူကဟိုဘက် Jeremy Beckett တို့ကဒီဘက်ဘယ်ဘက်ခြေထောက်ကိုသူကအသားတော်တော်လေးကိုမိမိရဖမ်းထားတာဗျကဲအခုဆိုလို့ချင်း back position ယူဖို့ကြိုးစားတယ်
ထပ်ပြီးတော့တစ်ချက်လှည့်လိုက်ရင် back ကြောကုန်းပေါ်ရောက်ပြီကြောကုန်းပေါ်ကနေ submission ယူဖို့ကြိုးစားဗျာ submission ယူဖို့ကြိုးစားတယ်ဒါပေမဲ့ submission ကရလားဆိုတော့လည်းမရဘူးဗျဒီပွဲနည်းနည်းလေးတော့ပြင်းမှုကောင်းတယ်ဗျကဲ body position ရသွားရင်အမှ ground pound ကျွေးတယ်မကျွေးဘူး amber ချုပ်ဖို့ကြိုးစားတယ် amber မမိဘူးပြန်ပြီးတော့ rolling လုပ်ထားတယ် amber မိလားဆိုတော့မမိဘူးကဲ69 possession ဖြစ်သွားပြီယိုဘာမှဆက်ပြီးတော့လုပ်လို့မရတော့ဘူးအဲ့လိုဖြစ်နေတယ်ဗျကဲဒီပွဲစဉ်မှာတော့နိုင်ရရှိသွားတဲ့ fighter ကမွန်ဂိုလီးယားနိုင်ငံသား fighter ဖြစ်ပြီးတော့သူ့အနေနဲ့သူက3ချီလုံးလုံးအဲ့လိုမျိုး control ကောင်းကောင်းရယူပြီးတော့ stop ပြသွားနေတဲ့အတွက်ကြောင့်မလို့နိုင်ရရှိသွားတာဗျဆိုတော့ပြည်သက်တွေနဲ့ဒီပွဲစဉ်ကိုကြည့်ပြီးနည်းငယ်ပြင်းဖို့တော့ထင်ကောင်းထင်လိမ့်မယ်ဒါပေမဲ့ဒီပွဲစဉ်ကိုကြည့်ပြီးတော့ grappling ပွဲစဉ်တွေကဘယ်လို stop တင်နေပြီးတော့ MMA ပွဲစဉ်တွေကိုဘယ်လိုနေရာတွေမှာပွဲတည်ပေးတင်တယ်လဲဆိုတာဘူးတုဒတွေတော့ရတာပေါ့ဗျာကဲအခုဆိုလို့ရှိရင်ခေါင်းပေါ်တော့ပြန်ရောက်သွားပြီဗျထပ်ပြီးတော့တိတ်တောင်းရယူရတိတ်တောင်း after တိတ်တောင်းဒီလူကိုကြည့်ရတာကာဒီယိုတော့တော်တော်ကောင်းတဲ့ပုံပဲဘာလို့လဲဆိုတော့ကာဒီယိုကောင်းတဲ့လူမှသာဒီလိုမျိုးလုံးပြနိုင်တာဗျကဲပွဲကတော့ဒီတိုင်းပဲဆုံးသက်သွားမှာဆိုတော့ပရိသတ်တွေအနေနဲ့ဒီပွဲစဉ်ကိုကြည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီပွဲစဉ်မှာဘာတွေလိုအပ်ချက်ရှိလဲ One Championship အဖွဲ့အစည်းအနေနဲ့ဘယ်လိုမျိုးပြင်ဆင်မှုတွေပြုလုပ်တင်တယ်ဆိုတာ comment မှာ story 30ညှင်းခုန်ပေးခဲ့ကြပါအောင်ခင်ဗျSeconds left in the final round. In favor of your winner by unanimous decision,